ဖို့ရရညီကိုများအားလုံးမင်္ဂလာပါဒီနေ့2026ကမ္ဘာဖလားမှာအားပြိုင်မှုလေးအသစ်တစ်ခုဖြစ်လာတယ်ဗျအားပြိုင်မှုအသစ်တစ်ခုဖြစ်လာတာဘာလဲဆိုတော့ကျွန်တော်တို့လီယိုနယ်မက်ဆီရဲ့ကိုင်လီယာအမ်ဘပီရဲ့အာလင်းဟာလန်ရဲ့3ယောက်ပေါ့အဲ့3ယောက်ကြောင့်ပြောရမယ်ဆိုရင်ကျွန်တော်တို့လီယိုနယ်မက်ဆီကကမ္ဘာဖလားမှာကမ္ဘာဖလားသမိုင်းတစ်လျှောက်ဂိုးသွင်းများဆုံးစံချိန်ဂျာမနီတိုက်စစ်မှုကလိုစီရဲ့စံချိန်ကိုပေါ့ဗျာကျွန်တော်16ဂိုးစံချိန်ကို2ဂိုးတောင်ကျော်ဖြတ်သွားပြီကျွန်တော်တို့ကိုင်လီယာအမ်ဘပီကတော့သူ့ရဲ့ဒီကမ္ဘာဖလားသွင်းကိုစုစုပေါင်းကကျွန်တော်တို့16ကိုရှိသွားပြီဂျာမနီတိုက်စစ်မှုကလိုစီရဲ့စံချိန်ကိုမှီသွားပြီပေါ့သူ့အနေနဲ့နောက်ထပ်ပွဲတင်မှာဂိုးသွင်းနိုင်မယ်ဆိုရင်တော့ကျွန်တော်တို့စံချိန်ချိုးသွားမှာဖြစ်ပါတယ်အာလင်းဟာလန်ကဒီ2026ကမ္ဘာဖလားမှာပဲသူက2ပွဲကစားပြီသူကလည်း4ဂိုးသွင်းထားတယ်ကိုင်လီယာအမ်ဘပီက4ဂိုးလီယိုနယ်မက်ဆီက5ဂိုးပွဲစဉ်2ပွဲစီကစားထားတဲ့အထက်မှာသူတို့ကမပီကအမ်ဘပီက2ဂိုးအာလင်းဟာလန်က2ဂိုးလီယိုနယ်မက်ဆီက5ဂိုးသွင်းယူပြီးတော့ဂိုးသွင်းများဆုံးစံချိန်တွေကိုသူတို့ရရှိခုလော2ပွဲကင်မှာရရှိနေပြီပဲဖြစ်ပါတယ်ဒီစိတ်ဝင်စားစရာကောင်းတာကလီယိုနယ်မက်ဆီပဲကျွန်တော်တို့လီယိုနယ်မက်ဆီဖုတ်ဝင်နေသလားတော့မှတ်ရပါတယ်သွင်းတဲ့သွင်းဂိုးတွေကကြောက်ဖို့တောင်ကောင်းတယ်ကျွန်တော်တို့2ပွဲတဲ့နေတော့5ဂိုးရှိသွားပြီလေနော်ကာလီယာအမ်ဘပီရောအာလန်ဟာလန်ရောကာလီယာအမ်ဘပီတို့အာလင်းဟာ2ယောက်ကတော့သူတို့တော့တက်လူတွေဟိုမှာအားကောင်းမောင်းတဲ့အရွယ်တွေမှာပေါ့လေသူသွင်းတဲ့ဟာသူတို့အနေနဲ့သူတို့ရဲ့ဝက်ကလက်အဆင့်ရှိရဲ့ခြေစွမ်းတွေကိုပြရပြသူတို့အနေနဲ့နောက်ထပ်ကျွန်တော်တို့CR7 တို့မက်ဆီတို့ရဲ့ခစ်လွန်မှာသူတို့ရဲ့အပြိုင်မှုကိုကျွန်တော်တို့တွေ့ရမလားစောင့်ကြည့်ရမယ်အခုလောလောဆယ်အဓိကပြောချင်တာလီယိုနယ်မက်ဆီပဲလီယိုနယ်မက်ဆီကအာဂျင်တီးနားနဲ့အရန်ကိုကြမ်းလွန်းနေဗျာကျွန်တော်တို့ကစားတာတော်တော်လေးကောင်းတယ်ကြည့်လို့တော်တော်ကောင်းတယ်တွင်းသွားတဲ့ဂိုးတွေကလည်းလုံးဝအစင်တန်းမြင်မာတော့မဲမက်ဆီတို့ကတော့ကြမ်းတော့မဲစိတ်ဝင်စားစရာကောင်းတာကကျွန်တော်တို့ဒီကမ္ဘာဖလားမှာတစ်နှစ်အတွင်းမှာကျွန်တော်တို့ဂိုးသွင်းများဆုံးကကျွန်တော်တို့1958ခုနှစ်မှာ Jeff Foden သွင်းခဲ့တဲ့တစ်နှစ်ထဲမှာကမ္ဘာဖလား73ဂိုးသွင်းထားတဲ့စံချိန်ပေါ့လေအဲ့စံချိန်ကိုဒီနှစ်မှာ2026ကမ္ဘာဖလားမှာမှီမဲ့လူများရှိမလားဆိုတော့စောင့်ကြည့်ဖို့ကောင်းတယ်ကျွန်တော်တို့ Jeff Foden တို့ကတော့သူကတော့6ပွဲတဲ့ကစားပြီးတော့73ဂိုးသွင်းတာအဲ့ခေတ်ကာလကတိုက်စစ်ဦးစားပေးတဲ့ခေတ်ကာလဆိုတော့အဲ့လောက်သွင်းတဲ့ဟာကအဲ့ပိုင်းနှစ်တွေမှာကမ္ဘာဖလားမှာအဲ့လို10ဂိုး17ဂိုးကျွန်တော်တို့73ဂိုးသွင်းနေဆိုတာအဲ့တော့အများဆုံးစံချိန်တွေဖြစ်တဲ့အတွက်အဲ့ဘက်ခေတ်တိုက်စစ်ဦးစားပေးတဲ့ခေတ်ကာလမှာဆိုရင်တော့သွင်းနိုင်ကြတယ်ဒီနောက်ပိုင်းနှစ်တွေမှာကျွန်တော်တို့ဒီ1960နောက်ပိုင်းနှစ်တွေမှာကျတော့ခန်းစစ်ကိုအဓိကကစားလာတဲ့နောက်ပိုင်းနှစ်တွေမှာကျတော့ကမ္ဘာဖလားတွေမှာကျွန်တော်တို့ဂိုးအလောက်အများကြီးမသွင်းနိုင်ကြတော့ဘူးဒါပေမဲ့ဒီနှစ်မှာစိတ်ဝင်စားစရာကောင်းတာက2ပွဲတဲ့နဲ့5ဂိုးသွင်းတဲ့လူတွေ4ဂိုးသွင်းတဲ့လူတွေများနေတဲ့ကာလဆိုတော့ကျွန်တော်တို့စောင့်ကြည့်ခြင်းစရာကောင်းတယ်ကျွန်တော်တို့Jeff Foden တို့က6ပွဲတဲ့ကစားပြီးတော့ပထမ2ပွဲမှာတော့လီယိုနယ်မက်ဆီနဲ့တူတယ်ဗျပထမတစ်ပွဲမှာကျွန်တော်တို့ hat-trick တင်တယ်ဒုတိယပွဲမှာ2ဂိုးသွင်းတယ်မက်ဆီကလည်းအခုလည်း2ပွဲမှာ5ဂိုးJeff Foden တို့ကလည်း2ပွဲမှာ5ဂိုးသွင်းတာဗျဒီကမ္ဘာဖလားမှာဘိုလူဝဲထနဲ့တက်ရမယ်ဆိုရင်ဘိုလူဝဲအချင်းတက်ရမယ်ဆိုရင်ဗျာကျွန်တော်တို့9ပွဲကစားရမှာဆိုတော့ကျတော့ကျွန်တော်တို့စိတ်ဝင်စားစရာကောင်းတယ်အဲ့9ပွဲမှာ73ဂိုးကျော်ပြီးတော့သွင်းနိုင်တဲ့လူများရှိမလားဆိုတာကျွန်တော်အနေနဲ့စောင့်ကြည့်ခြင်းနဲ့သွင်းနိုင်ကြပါစေလို့ကျွန်တော်ဆုတောင်းတယ်မက်ဆီကတော့ကမ္ဘာဖလားနောက်ဆုံးနှစ်မဖြစ်ဆိုတော့မသေးကြဘူးဗျမက်ဆီကခုမှ38ဆိုတော့နောက်နှစ်ကမ္ဘာဖလားပါတယ်နောက်နှစ်38ဆို43ဝန်းကျင်လောက်ဖြစ်မယ်ပေါ့နော်43ဝန်းကျင်လောက်ဆိုရင်မက်ဆီအနေနဲ့ကစားအောင်မလားနားမလားဆိုတော့ခံမှန်းရခက်တယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့ချစ်ရတဲ့စီးရခရစ္စတီယာနိုနယ်ဒိုကတော့နောက်နှစ်လာမယ့်ကမ္ဘာဖလားကတော့မဖြစ်နိုင်တော့ဘူးဗျအဲ့အချိန်မှာဆိုတော့သူ့ကိုတွေ့ရဖို့ဖြစ်နိုင်တော့ဘူးဒီနှစ်ကတော့ခရစ္စတီယာနိုနယ်ဒိုရဲ့နောက်ဆုံးနှစ်ဖြစ်မှာကမ္ဘာဖလားနောက်ဆုံးနှစ်ဖြစ်မှာတော့သေချာတယ်ဗျCR7 အနေနဲ့ကျွန်တော်တို့ကမ္ဘာဖလားနောက်ဆုံးဖလားမှာဂိုးသွင်းနိုင်အောင်မလားဆိုတာလည်းစောင့်ကြည့်ရမယ့်အထက်မှာပါဝင်တယ်ဗျကျွန်တော်တို့ရဲ့ချီရတဲ့ခရစ္စတီယာနိုရိုနယ်ဒိုကလည်းသူကမ္ဘာဖလားကိုသွင်းကိုစုစုပေါင်း10ဂိုးထဲပဲသွင်းယူထားသေးတယ်ဗျသူနောက်ထပ်ဂိုးတွေသွင်းနိုင်အောင်မလားသွင်းနိုင်ပါစီလို့လည်းကျွန်တော်ဆုတောင်းတယ်ဗျပေါ်တူဂီကတော့ကျွန်တော်တို့ဒီညကန်တဲ့ပွဲတင်မှာကျွန်တော်စောင့်ကြည့်ရမယ်ကျွန်တော်တို့အရင်ရှိရကန်ခဲ့တဲ့ပွဲလိုမျိုးပုံစံနဲ့ပွဲထွက်လာမယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ငတိုးကြီးအနေနဲ့ကိုသွင်းနိုင်မှုရလည်းတိတ်မရှိသေးဘူးဗျကျွန်တော်တို့ပေါ်တူဂီကကစားသမားတွေရဲ့နီးပြတွေရဲ့နဲ့ပွဲထုတ်ပုံတွေကကျွန်တော်တို့နားလေရတဲ့တိုင်းတာတွေမှမရှိဘူးနည်းနည်းဖြက်အေးကြီးလို့ဖြစ်နေတယ်ကြီးလို့လည်းမကောင်းဘူးဗျာကျွန်တော်တို့ဒီ2026ကမ္ဘာဖလားမှာကျွန်တော်တို့ပေါ်တူဂီနဲ့အာဂျင်တီးနားနဲ့
တွေးသိခြင်းနဲ့ဂုဏ်နှစ်ပါးရဲ့ပြိုင်ဆိုင်မှုအမြင့်ဆုံးပွဲမျိုးနောက်ဆုံးပွဲမျိုးပုံစံမျိုးလည်းဖြစ်သွားနိုင်တဲ့အတွက်ပေါ့လေနော်အဲ့လိုပွဲမျိုးလည်းကျွန်တော်ကြည့်ခြင်းနဲ့ဆူတောင်းတာပေါ့လေပေါ်တူဂီနဲ့အာဂျင်တီနာနဲ့ဘယ်အဆင့်မှာပဲတွေ့ရန်ကိုစိတ်ဝင်စားပွဲကောင်းတဲ့ပွဲတစ်ပွဲဖြစ်မယ်ကျွန်တော်တို့ CR7 နဲ့မက်ဆီရဲ့နောက်ဆုံးရှင်ပြိုင်နဲ့ပွဲပုံစံမျိုးလည်းဖြစ်သွားနိုင်တယ်ပေါ့လေအဲ့ပွဲကိုကျွန်တော်ဖြစ်လာပါစေလို့ဆုတောင်းပါတယ်ကျွန်တော်တို့ဒီမက်ဆီကြောင့်ပြောရမယ်ဆိုရင်ဒီကောင်ဖုတ်ဝင်နေသလားမှတ်ရတယ်အရန်ကိုကောင်းလို့နေသူဒီကစားတဲ့ပုံစံလည်းကွင်းထဲမှာတက်တာလေးရှိလို့နေကောင်းဂိုးကြီးလည်းတွင်းနိုင်တယ်ပြောစရာစကားကိုမရှိဘူးကောင်းလုံးလေမက်ဆီသူအသက်အရွယ်နဲ့ကျွန်တော်တို့အခုလူငယ်ဟိုမှာအားကောင်းမောင်းတန်ကန်လီယန်အမ်ဘက်ဘီနဲ့အလင်ဟာလန်တို့နဲ့ရှင်ပြိုင်းပြီးတော့ဂိုးသွင်းထားတယ်နောက်သူကအပေါ်ကရောက်နေတယ်သူက9နေတယ်ပေါ့လေသူက9ဂိုးသွင်းထားတယ်အလင်ဟာလန်ကန်လီယန်အမ်ဘက်ဘီက4ဂိုးစီပဲသွင်းရသေးတယ်စိတ်ဝင်စားစရာပဲဒါပေမဲ့ကျွန်တော်တို့အသင်းချင်းရှင်ကြတော့အာဂျင်တီးနားအနေနဲ့ပြင်သစ်ကိုရှင်နိုင်ဖို့ဆိုတော့နေရာအစုံမှာကြည့်မယ်ဆိုရင်တော့အားနေတယ်ဒါပေမဲ့ကမ္ဘာဖလားဆိုတာဘာမှမဆိုဖြစ်သွားနိုင်တဲ့ကျွန်တော်တို့ပြိုင်ပွဲမျိုးဖြစ်ဆိုတော့လေပြောလို့မရစောင့်ကြည့်ခြင်းနဲ့ကျွန်တော်တို့ပြင်သစ်အာဂျင်တီးနားပေါ်တူဂီတို့ကျွန်တော်တို့အုပ်စုကနေပြီးတော့ဒီကြောက်တက်မဲ့အထင်မှာတော့ပါတယ်သူတက်ကြမှာအာဂျင်တီးနားတို့ပြင်သစ်တို့ဆိုရင်တော့အုပ်စုတက်သွားပြီလို့ပြောလို့ရပါပြီကျွန်တော်တို့ဒီနေ့နေရကျွန်တော်တို့ပေါ်တူဂီကတော့စောင့်ကြည့်ရမယ်ကျွန်တော်အာလင်ဟာလန်ရဲ့နော်ဝေးကလည်းအုပ်စုကနေတော့ဒီကြောက်တက်ပြီသူတို့အနေနဲ့ရှေ့လာမဲ့ရှုံးထွက်ပွဲတွေဟိုဘလို့အသင်းကစားဘယ်အသင်းကပြုတ်သွားမယ်ဆိုတာလည်းစောင့်ကြည့်ရကောင်းတယ်ကျွန်တော်ဆူတောင်းတာကတော့ကျွန်တော်အာဂျင်တီးနားနဲ့ပေါ်တူဂီနဲ့တွေ့သေးခြင်းနဲ့ငဒိုနဲ့ကျွန်တော်တို့ရဲ့မက်ဆီနဲ့ဘယ်နောက်ဆုံးပြိုင်ပွဲကိုကျွန်တော်တို့ဒီ2026ကမ္ဘာဖလားမှာကြည့်ရှုရင်နောက်ဆုံးနှုတ်ဆက်ရတဲ့ပုံစံမျိုးသူတို့ပွဲတွေကိုရှင်ပြိုင်တဲ့ပွဲတွေကိုနောက်ဆုံးကြည့်ရတဲ့ပွဲနောက်ဆုံးနှုတ်ဆက်ရတဲ့ပွဲလည်းဖြစ်သွားနိုင်တဲ့အတွက်ကျွန်တော်အဲ့ပွဲကိုလည်းမျှော်လင့်နေကျွန်တော်တို့ရဲ့ဂုဏ်နှစ်ပါးရဲ့ရှင်ပြိုင်မှုကိုကျွန်တော်တို့ဖြစ်လာပါစေလို့ပဲဆုတောင်းပါတယ်ဗျာအားပေးတဲ့ညီကိုများအားလုံးကျေးဇူးတင်ပါတယ်